ပြီဟာပြေဟာတကြွေးရိုက်မယ်တကြွေးဝင်းဟောဆရာတော်ပြည်တယ်သွားပြီဗျလှုပ်ပြန်ပြီညင်းနေဝင်နေသွားပြီဟောတကြွေးအိုးဘယ်သူမှမဖြစ်ပါသေးနဲ့ကွာဟာသွားပြီဟာကတချူချက်မယ်နောက်ဆုံးဖုံမူးလည်းနေမယ်နည်းနည်းနောက်ဆုံးလာစလည်းပြောရကြီးလာလည်းပြောပြီလောက်လာတယ်ဟာဟေဟောတော့ကျန်းတယ်ဟာဆောင်းမပြေကနေကွာစားပြေကိုတော့ရေဘယ်လိုဟုတ်ပြီဘောဟေးတို့တောင်းနေပြတဲ့ကိုတော့ဖတ်ပြတယ်ဒီအချက်ကို